ခဏထဲဝါလာတဲ့ဗီလာအင်ကြီးထဲမှာငါးဖမ်းဘရင်ဟာသူ့ရဲ့ငါးကန်လေးတွေကရွှေငါးလေးတွေကိုအေးအေးလူလူအစာကျွေးနေခဲ့ပါတယ်ဒါပေမဲ့ဒီအေးချမ်းမှုဟာခဏတာပဲခံခဲ့ပြီးအဲကန်တကားဝက်စီကနေရုတ်တရက်ဆူမြန်တန်တွေနဲ့အတူလူတစုမဖိတ်ခေါ်ပဲရောက်ရှိလာခဲ့ပါတယ်အဲ့ဒီလူတွေကတော့တခြားသူတွေမဟုတ်ပဲငါးဖမ်းဘရင်ရဲ့သားချွေးမနဲ့ချွေးမရဲ့အဖေလူငယ်လေးတို့ပဲဖြစ်ပါတယ်သူတို့၃ယောက်လုံးဟာမျက်နှာချိုသွေးပြီးပျော်ရွှင်နေတဲ့ပုံစံမျိုးနဲ့အိမ်ထဲကိုဝင်လာခဲ့ကြတာပါအိမ်ထဲကိုဝင်ချင်းမှာပဲသားဖြစ်သူကအဖေအကြိုက်ဆုံးမောက်တိုင်းအရက်ကိုသားဝယ်လာခဲ့တယ်လို့ပြောပြီးမျက်နှာလုပ်ပါတော့တယ်နောက်ကပါလာတဲ့ချွေးမဖြစ်သူကလည်းလက်ထဲမှာငါးရှင်ကြီးတစ်ကောင်ကိုကန်ရောက်ပြရင်ဟုတ်တယ်အဖေသမီးခဏနေရင်မိဖို့ကြောင့်လည်းကိုယ်တိုင်ဝင်ပြီးအဖေအတွက်ငါးစုပ်ပြုတ်ကောင်းကောင်းလေးချက်ပေးမလို့ဆိုပြီးတွတ်နဲ့ဖားနေခဲ့တာပါချွေးမရဲ့အဖေကပါခမဲခမက်ကြီးရေဒါကကျွန်တော်ရဲ့လက်ဆောင်နေငယ်ပါကျွန်တော်တို့မိသားစုတွေမဆုံးဖြစ်တာကြပြီဆိုတော့ဒီနေ့တော့မူးအောင်တောက်ကြတာပေါ့လို့ဆိုလာခဲ့ပါတယ်သူတို့ရဲ့ဟန်ဆောင်မျက်နှာဖုံးတွေကိုကောင်းကောင်းသိနေတဲ့ငါးဖမ်းဘရင်ကတော့ဆက်ဆုပ်ရွှေရှာတဲ့အကြည့်တွေနဲ့ကြည့်ပြီးတခါတော့ကနှစ်ဆက်တန်ရက်တောင်ငါ့ကိုမဝယ်ပေးခြင်းတဲ့ကောင်ကအခုကြမှာဘာလို့ဒီလောက်ရက်ရောပြနေရတာလဲလို့တားဖြစ်သူကိုခနဲ့လိုက်ပါတယ်တားဖြစ်သူကလည်းအဖေကတားရဲ့အဖေပဲဥစ္စာတာသမီးကမိဘကိုလှုပ်ကြွေးတာတဘာဝပဲလေးလို့အရှက်မရှိပြန်ပြောနေခဲ့ပါတယ်အဲ့ဒီနောက်ငါးဖမ်းဘရင်ကချွေးမဘက်ကိုလှည့်ပြီးမင်းကငါးညီနန်းဆိုအမုန်းဆုံးမဟုတ်ဘူးလားအခုကြမှာဘာလို့လာပြီးဟန်ဆောင်ပြနေရတာလဲငါ့ကိုလာပြစကပြနေတာလားလို့ဒေါသတကြီးမေးခွန်းထုတ်ပါတော့တယ်အမေးခံလိုက်ရတဲ့ချွေးမဖြစ်သူဟာချက်ချင်းပဲမျက်နှာပြတ်သွားပြီးမဟုတ်ရပါဘူးအဖေရဲ့သမီးကငါးစားရတာအကြိုက်ဆုံးပါငါးညီနန်းရရင်ပဲပြောလို့မဆုံးတော့ဘူးလို့ပြောင်းလင်းပြောင်းစားပြောချင်တိုင်းပြောနေခဲ့ပါတယ်ဒါကိုကြည့်ပြီးငါးဖမ်းဘရင်ကချွေးမရဲ့အဖေဘက်ကိုလှည့်ကမင်းကပညာတတ်ကြီးမဟုတ်ဘူးလားဒီနေ့နေကအနောက်ဘက်ကထွက်လာလို့ပဲငါလိုဒေါသနဲ့တဝိုင်းနဲ့ထိုင်တော့ဖို့လာတောင်းဆိုနေရတာလဲလို့တယောလိုက်ပါတယ်ခမဲခမက်ကလည်းအရင်မရအဖက်မရမျက်နှာချိုသွေးရင်ခမဲခမက်ကြီးရဲ့အတိတ်ကကိစ္စတွေကိုထားလိုက်ပါတော့နောက်ဆိုကျွန်တော်တို့မိသားစုတွေချစ်ချစ်ခင်ခင်နဲ့ပဲနေကြရအောင်ပါလို့ဆိုပြီးဖြောင်းဖြဖို့ကြိုးစားနေခဲ့ပါတယ်ဒါပေမဲ့ငါးဖမ်းဘရင်ကတော့သူတို့ရဲ့ကောက်ကျစ်တဲ့အကြံစီကိုကောင်းကောင်းရင်းမိနေတာကြောင့်ဝန်ဘလွေကကြက်ကိုနှစ်တစ်ကူနှုတ်ခွန်းဆက်တယ်ဆိုတာစေတနာကောင်းတဲ့မဟုတ်ဘူးဆိုတာငါသိတယ်ငါရှိမှလာပြီးပြစက်ကမပြနဲ့တော့မင်းတို့ပစ္စည်းတွေအကုန်ယူပြီးငါအိမ်ထဲကအခုချက်ချင်းထွက်သွားကြလို့အော်ဟစ်မောင်းထုတ်လိုက်ပါတော့တယ်အဖေဖြစ်သူရဲ့ဒေါသတကြီးမောင်းထုတ်မှုကိုခံလိုက်ရတဲ့သားဖြစ်သူဟာနောက်ဆုံးမှာတော့ဟန်မဆောင်နိုင်တော့ပဲဖခင်ဖြစ်သူရဲ့ရှေ့မှာဒူးထောက်ချလိုက်ပြီးအဖေသားနဲ့စုမေအလုပ်ပြုတ်သွားကြပြီးအခုအကျွေးတွေလည်းပုံနေလို့သားတို့ကိုအကျွေးရှင်တွေလိုက်လံနှောက်ယှက်နေကြပြီးအဖေသားကိုမကယ်ရင်သားတို့တေးရလိမ့်မယ်အဖေသားကိုကယ်ပါဦးလို့မျက်ရည်ဆက်လက်နဲ့ပြောလာပါတယ်ငွေမျက်နှာတစ်ခုတည်းကိုပဲကြည့်တတ်တဲ့အောက်တန်းစားသားနဲ့ချွေးမဟာသူတို့ရဲ့အမားတွေကိုတိယုံတင်မကပဲအဖေအိုကြီးရဲ့ခြေတလုံးကိုဖက်ပြီးဟန်ဆောင်မျက်ရည်တွေနဲ့တောင်းပန်တိုးရှိုးနေကြပါတယ်အဖေသားတို့သမီးတို့တကယ်ပဲမှားသွားပါပြီဒီတစ်ချိန်လေးပဲကူညီပေးပါနောက်ဆိုရင်ဒီအိမ်မှာအဖေပြောသမျှအကုန်လာခံပါမယ်ဒါပေမဲ့ဒီလိုပြောကောင်းလာတဲ့စကားတွေနောက်ွယ်ကကောက်ချစ်စင်းလဲမှုကိုအဖေအိုကြီးကကောင်းကောင်းကြီးရိပ်မိနေခဲ့ပါတယ်သားနဲ့ချွေးမဟာတကယ်နောက်တရားလို့တောင်းပန်နေကြတာမဟုတ်ပါဘူးသူတို့ရဲ့အဖေငါးဖမ်းဘရင်ကြီးဟာပင်လယ်ထွက်ပြီးငွေမြောက်များရှာဖွေနိုင်ခဲ့မှန်းသိသွားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်နောက်တရားပါတယ်ဆိုတဲ့သားဖြစ်သူဟာချက်ချင်းပဲဒူးထောက်နေရကနေထွက်ပြီးသူ့ရဲ့လောဘမျက်နှာဖုံးကိုခွာချလိုက်ပါတော့တယ်အဖေသားအများကြီးမတောင်းပါဘူးတလားကိုရွှမ်း2သိန်း200သူညပေးရင်ရပါပြီအဖေတခါပင်လယ်ထွက်ရင်တန်းနဲ့ချီရှာနိုင်တာပဲသားကအဖေရဲ့တူဦးလေးတော်တွေးသားပဲလေဒါလေးပေးတာဘာဆန်းလို့လဲအရင်ကအဖေအိုကြီးကိုအိမ်ပေါ်တယောက်လိုနှိပ်စက်ပြီးအဆက်အသွယ်ဖြတ်ခဲ့တဲ့သူတို့တွေဟာအခုမှငွေမက်ပြီးခွေးအိုကြီးကိုအယိုးလာပစ်ပေးတယ်လို့မျိုးလာရောက်တောင်းခံနေတာဖြစ်ပါတယ်အဖေအိုကြီးကလည်းဒီလိုအရှက်မရှိတဲ့သားဖြစ်သူကိုကြည့်ပြီးယွန်ရှာဆက်စုံလုံးလို့စကားတောင်မပြောချင်တော့ပါဘူးဒါကိုသားဖြစ်သူကအဖေသားမကူညီရင်ဒီအိမ်ကနေဘယ်တော့မှထွက်မသွားဘူးဆိုပြီးအကြက်ကင်ချင်းချောက်လာပါတော့တယ်ဒီလိုအခြေအနေမျိုးမှာအဖေအိုကြီးဟာလူငယ်လေးကိုလှမ်းခေါ်လိုက်ပြီးသူ့ရဲ့အစွမ်းကိုပြသဖို့အမိန့်ပေးလိုက်ပါတယ်လူငယ်လေးဟာလက်နှစ်ချောင်းကိုပါဇက်ထဲထည့်ပြီးလေးကျွန်းတန်ကျဲကြီးတစ်ချက်ပေးလိုက်တဲ့အခါမှာတော့မမျှော်လင့်ပဲအိမ်ထဲကိုရဲရဲနဲ့ခွေးအုပ်ကြီးဝုန်းကနေပြေးဝင်လာပါတော့တယ်တလားကိုတင်းချီတောင်းပြီးဆရာကြီးလုပ်နေတဲ့သားနဲ့ချွေးမဟာခွေးအုပ်ကြီးကိုမြင်တာနဲ့တပြိုင်နက်လမ်းဖြန့်သွားပြီးဘောင်းပီထဲစီးထွက်မတက်ကြောက်တူးတုံသွားကြပါတယ်နောက်ဆုံးမှာတော့အရှက်မရှိအကြက်ကင်ကိုစူးစမ်းခဲ့တဲ့သားနဲ့ချွေးမဟာခွေးအုပ်ကြီးရဲ့လိုက်လံကြိုက်ခဲမှုကြောင့်အိမ်ပြင်ကိုခွေးပြေးဝက်ပြေးထွက်သွားရပါတော့တယ်